ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ချာလီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးချင်တာလေးကတော့ကျွန်တော်တို့လိန်ခံလိုက်ရတာပဲဖြစ်ဖြစ်ကျွန်တော်ကိုယ်တငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ဒီ Gmail ပေးလိုက်လို့ကျွန်တော်တို့ဒီလိုဘက်ကနေပြီးတော့အဲ့လိုမျိုးတစ်ခုဘယ်လိုပြောမလဲလိန်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေလှုပ်ထားတဲ့အချက်လေးတစ်ချက်ကိုကျွန်တော်ပြန်ပြောပြပေးနေပါတယ်ဘာလို့လဲဆိုတော့ကိုက Gmail တွေပါလေးမှားပေးလိုက်လို့ဥပမာထားပါတော့ရောင်းမဝယ်မတွေပါဖြစ်လို့ Gmail တွေပါမှားပေးလိုက်လို့ဟိုဘက်ကနေပြီးတော့ Gmail reset ချလို့မရအောင်ကျွန်တော်တို့ဘက်ကနေပြီးတော့ပိတ်ထားဖို့လေလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ခုနောက်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ reset ချတာများတယ်ပေါ့နော် reset ချခံရတဲ့ဖုန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ RC ပြန်လိုက်လို့မရဘူးဒီကိန်း RC တွေပါပြန်လိုက်လို့မရဘူးအဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကနေပြီးတော့ဒီကိန်း RC တွေပြန်လိုက်လို့ရအောင်ဒီလိုအကောက်ပါသွားခဲ့ပြီစီဆိုရင်တော့သူတို့ဘက်ကနေပြီးတော့ reset ချလို့မရအောင်ကျွန်တော်တို့ဘက်ကနေလုပ်ထားလို့ရပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီမှာကျွန်တော် Android တွေမှာဆိုလို့ရှိရင်တော့ကျွန်တော် setting တွေကိုသွားလိုက်ပါကျွန်တော်ဒီမှာ setting တွေကိုသွားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်server မှာပေါ့နော်server မှာတော့ find hud ဆိုပြီးတော့ရိုက်လိုက်ဗျဒီမှာကြာပြီနော်အဲ့ကောင်လေးကိုကျွန်တော်ဒီမှာဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒီကောင်လေးကိုကျွန်တော် off ထားတယ်ဆိုလို့ရှိရင် on ထားတယ်ဆိုလို့ရှိရင် off လိုက်ပါနော် off လိုက်ဒါမှမဟုတ်တဲ့ဟိုဘယ်လိုပြောမလဲဒီဘက်မှာခလုတ်ကဒီဘက်ရောက်နေဒီဘက်ကိုပိတ်ထားလိုက်ဗျာဒီကောင်ကတော့ကျွန်တော်အဲ့လို find my ပိတ်ရပါတော့ကိုယ့်ဘက်ကနေပြီးတော့ဟိုဘက်က Gmail အဲ့လိုမျိုး location ပေါ့နော်အဲ့ဒါပိတ်ထားတာဒီလိုကိုယ့်ဘက်ကနေပြီးတော့မှားပြီးတော့ပါသွားပြီဆိုရင်တော့ဟိုဘက်ကနေ Gmail တွေလန့်ချလို့မရပါဘူးအဲ့ဒါဆိုလို့ရှိရင်တို့တို့အကောင်းဆုံးဖြစ်ပါလိမ့်မယ်မတိတာရှိလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် comment အောင်ပါလာပြီးတော့မေးလို့ရပါတယ်အားလုံးလည်းချစ်ပါတယ်နောက်တစ်ဗီဒီယိုပြန်တွေ့ပါမယ်အယောင်းဝင်တဲ့ပတ်သက်လို့ကျွန်တော်ဒီမှာအပေါ်မှာလင်းလေးလေးချပြီးထားပါတယ်နော်အားလုံးချစ်ပါတယ်အားလုံးအဆင်ပြေကြပါစေလို့ပြောချင်ပါတယ်ဒါကကျွန်တော်